လာတယ်ဆိုရင်ဒါဟာဥပဒေရမဟုတ်ဘူးဥပဒေရဖြစ်လာအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလွတ်တော်ကိုတော့ပြီးတော့မှရှိလွတ်တော်ဘက်ကနေပြီးတော့ဒီဟာကိုအတိမပြုတယ်လွတ်တော်မှာဥပဒေတစ်ခုခုလုပ်တယ်ဆိုရင်တော့ဒါဟာအတိဖြစ်လာမယ်ဒီတော့ကိုကျွန်တော်တို့ဆက်ပြီးတော့ကြိုးစားမယ်အဲ့လိုကြိုးစားတဲ့အခါမှာကျွန်တော်နိုင်ငံရေးပါတီကောင်းဆောင်တွေကိုချင်းချက်မယ်အထဲမှာရှိနေတဲ့လွတ်တော်အမတ်တွေကိုချင်းချက်မယ်ချင်းချက်ပြီးတော့ဥပဒေကြီးဖြစ်လာအောင်ဆက်ပြီးတော့ကျွန်တော်တို့ကြိုးစားတော့မှာဒါပေမဲ့အစိုးရဘက်ကတော့ဒီပထမပေါ့နော်ဒီငင်းငယ်ဆွေးနွေးဖို့မလုပ်ခင်ငင်းငယ်ရဖို့ကြိုးစားခင်တော့သူကအားလုံးကိုတော်တော်ကြမ်းဖက်တယ်သူကကတ်မှတ်တယ်ဒီအတိတ်မှာပြုစုချက်ကငင်းငယ်စကားပြောလာတဲ့အချိန်မတုံးတော့ပါဘူးအစိုးရတုံးတော့ပြည့်တော့အခုမှအမှန်တရားအောင်ဝဲခံစားရှိသေးလို့ပါအဲ့ဒါကဘာလဲဆိုတော့ပြောခဲ့တဲ့အတိုင်းပေါ့နော်နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာကိုလက်ခံပေးဖို့အစိုးရဘက်ကနေပြီးတော့စတင်ပြင်ဆင်လိုက်တာပေါ့အဲ့ဒီအတွက်ကျွန်တော်တို့မှာဒီဘက်ကနေပြီးတော့အတိတ်ပဲဖွင့်ဆိုတာကိုလုပ်ရပါတယ်